Lucas ဆိုတဲ့ hero က high run တွေမှာတော်ရုံမတွေ့ရအောင်ဆိုပေမဲ့တကယ်ကင်တဲ့လူတွေလက်ထက်မှာတော့ထိမရတိမ်မရအောင်ကျန်းတဲ့ hero ပါ Lucas ဘယ်လောက်ကျန်းလဲဆိုတော့ဟိုးရင်တွေက game ဆော့ခဲ့တဲ့လူဆိုရင်တော့သိမှာပါဒီ video မှာတော့ scale fat တွေနဲ့ပုံစံတွေပြောင်းလဲသွားတဲ့ Lucas Legion skin နဲ့ကင်ပြရတဲ့ Lucas ရဲ့ gameplay လေးပဲဖြစ်ပါတယ်item မှာတော့ကျွန်တော် first item rose gold နဲ့ဆော့မယ်။ဘာလို့လဲဆိုတော့ rose gold ရဲ့ပတ်စရာ left steal တွေကို defend ဖြစ်ပြောင်းပေးရဆိုတော့အလူကတွေးတတ်တဲ့ကျန်လို့မာလဲမအောင်ပါပါ။ second item တော့ y ace နဲ့ပြီးရင် atlas ပတ်တယ်။ပြီးတာနဲ့ damage ထုတ် POD ထည့်ပြီးတာနဲ့ damage တွေခံနိုင်ဖို့ queen swing ထည့်ပါမယ်။နောက် item တစ်ခုတော့အခြေအနေရပဲကျွန်တော် immortal နဲ့ရေခဲကိုတော့ထားတာပါပဲ။ emblem မှာဆိုရင်လည်းအလင်းမှာတော့ master assassin ဘာလို့လဲဆိုတော့ damage တွေအရင်ကျန်အောင်ပြီးရင် temporary region နဲ့ဆိုရင်တော့ spell တွေကတော့ကူးတော့မရှိလို့နေပါတော့ဖြစ်သွားမှာပါဒါဆိုရင် gameplay လေးကိုစလိုက်အောင်ပွဲစားနဲ့ကျွန်တော်ကိုလင်းရအပေါ်မှာဆိုတော့ our rebel ကိုအရင်ဆုံးစားကြမှာအဲ့ဒါမှကျွန်တော် level 4ပွင့်ရင်ကိုလင်းကိုကမ်းမိရတဲ့ရေလိုင်းနဲ့တတ်တဲ့စီကိုလာလို့ရမှာပါပြီးရင်လမ်းချုံကျွန်တော် working hot လေးကိုစားမယ်ဖီနီမဘယ်ရထွက်လာတော့အဲ့ဒါနဲ့ကိုကblue belt လေးစားပြီးဟိုကြီးတီကြီးလုံးနေတော့အန်ဂျလာမနဲ့တိုးတာပဲပြေးလို့ပဲလွတ်ပါလေအန်ဂျလာမရဲ့ဟာလွတ်သွားပြီဟောင်ရေးစားတာအဲ့ဒါနဲ့ကိုစားစရာရှိတာလေးစားပြီးတော့လိတ်ထီကိုကေးဖို့လုပ်တာပေါ့နော်အမှဖိနီမကြီးကကျိုးကြီးနဲ့လာပြီးတော့ရွှေချောင်နေရရင်တော့ကိုကလည်းပဲခံပါလေပြန်တီးတာပေါ့အဲ့လိုနဲ့နောက်တစ်ခါအန်ဂျလာမလည်းထပ်တိုးတော့လေတက်ပြရတာပေါ့တီစမ်းအန်ဂျလာမဟာဘေးမှာဖိုးချမ်းရ inspire နဲ့ခုတ်နေပြီလောက်ကြအောင်လို့ရှော်ရောအဲ့လိုနဲ့တီးပြီးပြန်ထွက်လာတော့ rubber လေးစားပြီးတော့ enemy ဘက်ဖိနီမရဲ့ blue belt တော့ခုံးပါပေါ့နော်ဖိနီမလာပြီဟေးတန့်ကြီးဟာဟုတ်တယ်ဟာတန့်ကြီးရတကယ်ကောင်းပါတယ်လို့အဲ့လိုနဲ့ဖိနီမရဲ့ blue belt လေးရဖိနီမ hero ကေးပါရလဲဆိုတော့ rose gold ကတော့စောစောစီထွက်သွားပြီအဲ့လိုနဲ့စားစရာရှိတာစားပြီးတော့အောက်လန်ကိုဖိုးချမ်းကိုဖင်ကြီးမရဲ့သူတို့နှစ်ယောက်ပေါင်လေးဖြတ်ဖို့လုပ်မှာပေါ့နော်ဟာမတေးွားဘူးဒီကောင်ချီတာမတေးတာဒီကောင်ဟာအခုထိလည်းမတေးသေးဘူးဟာဒီကောင်တကယ်ချီတာပဲလို့ချီတာမဟုတ်ရင်တော့တေးကြတယ် enemy ဘက်ကဒါ no counter ကိုဖိုးချမ်းကိုင်နေတာဖြစ်ရမယ်ဟာဂျူလီယန်ပြန်ရိုက်နေပြီဟာဖီကြီးမတေးပါပြီဟာငါ့ဘာလုံးတော့မလို့ပြေးဟိုတော်ရီရဲ့လွတ်သွားလို့ဟာမရသေးဘူးတာဝရီဒီပါဝင်လုံးမဲ့ရုပ်ကြီးဟာခုမှပဲတိမ်လေးစီးပြီး rubber လေးကိုကောင်းမွန်သွားစားရတော့မယ်ဟာကိုဖိုးချမ်းစောက်နေတယ်ဟာအဲ့မလုံးပါနဲ့လို့ရှော့ပြန်ပြီကွာဒီဂျူလီယန်မရတော့ငါလက်စာပြန်ချေရတော့မယ်ကွာအဲ့လိုနောက်တစ်ခါတရားနဲ့ပြန်ထွက်လာတဲ့အချိန်မှာကူရှင်ကြီးကိုကြီးလိုက်တာကိုဘက်ကောကိုအနိုင်ကျင့်တဲ့အတွက်အနိုင်ကျင့်နေတော့ပဲခံပါလေပြန်တီးမှာပေါ့လို့အဲ့လိုနဲ့ကိုတော်ထဲမှာစားစရာရှိရလေးစားနေတော့ကိုဖိုးချမ်းရထက်ရောက်လာဟာဒီတစ်ခါတော့ဘေးရတော့မှာလေကွာငါတို့ဘက်ကောနေမှာပေါင်ရင်မင်းကိုအပီတီးတော့မှာလို့လွတ်ပြီးထင်တာလားဟုတ်တယ်ကွာအဲ့လိုနဲ့ကိုဖိုးချမ်းကိုလက်စာချီပြီးတဲ့နောက်ပိုင်းမှာနောက်တစ်ခါလိတ်ထီကိုထပ်ကေးဖို့တော့တွားမယ်အဲ့လိုနဲ့လိတ်ထီနားမှာယတိလုံးနေအောင်မှာကိုဘမတ်မန်ကိုရှင်လောက်လို့တည်ပြီကိုကိုကြည့်ပြန်တော့လေကိုမတာဝါထွက်လာမယ်အတွက်ကိုလိတ်ထီနားမှာတဝဲလင်းနေတော့နေတယ်အဲ့လိုနဲ့တန်းရင် ESPN နဲ့ပေါင်ပြီးတက်တဲ့ကေးဖို့လုံးတဲ့အချိန်မှာဖန်နီကလာပြီးတော့ကြိုးတွေလက်ဆွဲပြနေတယ်အဲ့လိုနဲ့တတ်တယ်ရဖို့ရေဒိုးရေဆိုပြီးတတ်တယ် only ခောက်နေတဲ့အချိန်မှာဖန်နီက rebar ဖို့လာတယ်မှာနော်ဒါမဲ့လေကိုရီးယားကိုင်းဒီမဟုတ်တော့ review ကိုအသာလေးပဲပေါက်ပြလိုက်တယ်အလုံးနဲ့ပဲကျွန်းလာတဲ့ကိုဖိုချမ်းကိုတိုက်ခွေနဲ့ပေါင်ပြီးဖြတ်ပြီးတဲ့နောက်မှာဘက်တရီကတော့ဆက်ပြီးတော့ဆိုင်နေတယ်အေးတော်ရီရဲ့သွေးဆက်လီနဲ့လွတ်သွားတယ်ဟေးဟာဗရာရာယာဘာလို့အနောက်ကနေအဲ့လိုမျိုးလိုက်ခဲ့တာတော့အလုံးနဲ့ပဲဘယ်သူမှမနိုင်တဲ့ကောင်ကိုခုတ်မယ်ဆိုပြီးတော့အန်ဂျလာလေးတော့ပြေးဝင်သွားတယ်အမှဖင်ရပြီး Granger Flicker မရှိဘူးထင်ပြေးဝင်သွားတာမှားတာပဲဟေးနောက်တော့ကအထက်လျှော့လို့အလုံးနဲ့ပြန်ထွက်လာတော့တအုပ်လုံးဝိုင်းပေါင်းပြီးတော့လော့ရီကိုကျုံလိုက်တယ်ဒါပေမဲ့လော့ရီကထွက်လာမှတော့မတိလိုက်ပါဘူးလို့တွေ့ပြီအခုနာငါ့ကိုတက်သွားတယ် Granger အောက်လမ်းမှာတိုင်းမပြေးနဲ့ရောနာကြီးလို့ရတယ်လို့ဘာမထူပါဘူးအဲ့တော့လေမရဘူးဆိုတော့ရတဲ့ကောင်ပဲတက်ရတော့ပေါ့ဟာ Granger damage ကနားတယ်လို့အေးဟုတ်ပြီအမဖန်နီကိုတက်ပြီးရင်ပြန်ပတ်တော့အကြဒမ်းမိရတကယ်ဝင်လာတာပါလို့ဟာဂူရှင်လုံးလို့ပြေးအခုမှပြေးလို့လွတ်တော့တယ်ကွာဟာမဟုတ်ဘူးဂူရှင်ကထပ်ဝင်လာတယ်ဟာဒီကောင်ဘာလဲလို့လားဒီကောင်တေးကျင်လို့နေမယ်တေးကျင်လဲဆိုတော့လေတက်ပေးရတော့ဗောလို့
အဲ့လိုနဲ့အောက်လမ်းမှာရှိနေတဲ့ creep လေးတွေကိုရှင်ပြီးတော့အလယ်လမ်းမှာပတ်တဲ့ဆိုင်ကြီးအောင်တွတ်ချွိုင်းနေပေါ့နော်အလယ်လမ်းမှာကိုဖိုးချင်းကြီးကျွန်းလာပြီးကိုဖိုးချင်းအောင်ဒီကိုဖိုးချင်းအောင်ဒီပြီးရတဲ့အန်ဂျလာမှာနင်းလဲပဲတေးစံအဲ့ချိန်မှာကိုရှင်ကလည်းဖင်ကြီးမနဲ့ဖြစ်ကန်ထိပြီးတော့တေးသွားပြီဂရန်ရောက်ကြည့်တော့လေကိုဘက်အကောင့်တွေအကုန်လုံးဝိုင်းကျုံလိုက်ပြီဒီတော့ကျွန်တော်တို့အံ့ဖို့ပဲလုပ်တာပေါ့အဲ့လိုနဲ့ကျွန်တော်တို့လူစုကတာဝါအုံးလေးပြေးရပြီးတော့ပွဲကိုအမြန်ပဲဆုံးသက်လိုက်ပါတယ်ဒီအလူကဂိမ်းပလေးတွေကတော့ဒီတော့ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ဒီလိုဗီဒီယိုလေးကိုကြိုက်ရဆိုရင် like and subscribe လေးနှိပ်ပြီးတော့လည်းတောင်းဆိုချင်ပါတယ်ဒါတော့ပြောင်းလဲတော့မဲ့လူက Legion Skin ရဲ့ intro animation ပဲဖြစ်ပါတယ်Now rockin' with the